ဒီယုံကြည်မှုမျိုးကျုပ်တို့မှရှိနိုင်လားဆက်เสียကြီးမရရင်ဆိုတော့လှုပ်ရဲမှာမဟုတ်ဘူးတော့ဟုတ်လားအဲ့တော့ယုံကြည်တယ်ဆိုတာလေသူ့မှာယုံကြည်စရာလေးရလေဒါရှိနေလို့ပေါ့နော်သူ့အစွမ်းလေးကိုသူမြင်နေတဲ့သဘောလေးပဲဖြစ်မယ်လို့ဘုံဘုံကတော့တွေးကြည့်တယ်ပေါ့ဟုတ်လားအဲ့ဒါနဲ့ရန်တထောင်နဲ့ခေါ်သွားတယ်သူကမြို့တဲကိုခေါ်သွားတော့ကိုရင်ကကပလာလှူခံကြွလာတာတဲ့ကြွလာတာတဲ့မြို့ထဲမှာတည်င်းကရောက်သွားတယ်ရောက်တော့လှူရတာပေါ့အဲ့ဒါကပလာကုံတယ်တယောက်ကလည်းပဲကပလာအထည်900ရောင်းဖို့လို့ပြင်းနေတာသူကပြင်းနေတော့လူတယောက်ကလာပြောတယ်တဲ့ဟေးမင်းကပလာတွေဟိုမှာကိုရင်ကကပလာလာအလှူခံနေတာကပလာတွေသိမ့်ထားအောင်တော့အကုန်ပါသွားမယ်ပေါ့ဟာကိုရင်ကမလှူတာကိုယူသလားလှူတာမှယူတာမဟုတ်လားဟာလှူတာမှယူတာပါမလှူတာဘလို့လှူယူမလို့အမေကိုလှူခြင်းမှလှူလို့ရတဲ့ကိစ္စများကိစ္စမရှိဘူးသူအဲ့လိုပြောလိုက်တယ်နော်အဲ့လိုပြောပြီးတော့သူစဉ်းစားတယ်အော်အလှူခံပုဂ္ဂိုလ်ဆိုတာတွေ့ပြီးတော့မလှူရင်လည်းအာနာစရာကြီးအဲ့တော့အကုန်လုံးမြင်နေရင်မလှူပဲနေလို့လည်းမကောင်းတဲ့လူများငါလှူရရင်နော်အဲ့တော့ဒီဥစ္စာစဉ်းစားမှဖြစ်မှာအကင်ကျန်တဲ့ကပလာအထည်တွေကတော့ကိစ္စမရှိဘူးဒီထဲမှာတသိန်းတန်တဲ့ကပလာအထည်လက်ရွေးစင်2ထည်ရှိတယ်တဲ့အဲ့ဒါကိုမြန်လှူမိသွားရင်ငါဆုံးရှုံးလိမ့်မယ်ပေါ့နော်အဲ့ဒါလေးကိုတော့ငါသာဖွက်ထားအောင်မှဖြစ်မယ်ဆိုပြီးတော့အဲ့ဒီဈေးတွေကအဲ့ဒီတသိန်းတန်တဲ့ကပလာအထည်2ထည်ကိုကပလာအထည်အောက်ထဲကိုအကုန်လုံးထိုးပြီးတော့ထည့်ထားတယ်အဲ့ဒါကိုရင်ကတန်ခါ1000တန်းပြီးတော့ကြွလာတယ်သူဆိုင်ရှိလေရောက်ပြီဆိုတော့ဒီကိုရင်ကိုမြင်ချင်းသားတိဟုသောချစ်ချင်းဖြင့်ချစ်တယ်တဲ့ဟုတ်လားအဲ့ဒါနဲ့ကပလာတသိန်းတန်တဲ့ကပလာအထည်2ထည်ကိုမပြောနေတဲ့ဒီကိုရင်လိုချင်တယ်ဆိုရင်ငါရဲ့နှလုံးသားကိုထုတ်ပေးဆိုရင်ငါပေးလိုက်မယ်လို့ဒီလိုတောင်သူစဉ်းစားမိတယ်တဲ့အံ့ဩစရာနော်ဘုန်းတို့ငယ်ငယ်တုန်းကရွှေတောင်ဦးဆရာတော်ကြီးဆိုတာရှိတယ်ခုတော့ပြန်တော်မူတော့ပါပြီစကိုင်းကဘုံဘုံကျောင်းနဲ့မျက်နှာချင်းဆိုင်မှာဆရာတော်ကြီးကျောင်းရှိတယ်အဲ့ဒါဆရာတော်တရားဟောပြီဆိုလို့ရှိရင်ဒကမာကြီးတွေကနဂတ်တွေပါတယ်အကုန်ချွတ်လူရတာဖះတဲတော့မယ်ဆိုရင်လက်ကောက်ပါတယ်လူကလက်ကောက်ဆွဲကြိုးပါတယ်လူကဆွဲကြိုးအကုန်ချွတ်ပြီးတော့လူကြတာအဲ့ဒါဘုန်းတို့ကိုရင်ပေါက်စားတုန်းကအဲ့ဒီဆရာတော်ကြီးရဲ့အကြောင်းအရာတွေကအလွန်မှထင်ရှားတယ်ပေါ့နော်တော်ထဲမှာတကယ်လည်းပဲရွတ်ချွန်တရားအထုတ်ပြီးတော့ဆရာတော်ကိုဇာပင်ချင်းနေပါလေရတယ်လို့လူတွေကလည်းယုံကြည်ကြတာပေါ့ထားပါတော့အဲ့တော့လှူလိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကတကယ်ကိုပေးခြင်းနေပြီဆိုတော့ဘယ်သူမှတားလို့မရဘူးဟုတ်လားအဲ့ဒါနဲ့အဲ့ဒီတကာကြီးကသူဖွက်ထားတဲ့ကပလာအထက်နဲ့ထဲခက်ခဲစီပြန်ထုတ်ပြီးတော့အဲ့ဒါကိုရင်ကိုလှူတယ်လှူပြီးတော့လိုနေသေးတဲ့ကပလာတွေလည်းအကုန်လုံးဖြည့်ပြီးတော့လှူလိုက်တယ်အဲ့ဒါကပလာ1000ရတယ်တဲ့ဒါမှမဟုတ်ကိုရင်ရဲ့နာမည်ကနော်စွန်းအုပ်တွေလည်းပဲအများကြီးရပြီးတော့လှူတယ်စွန်းတက်ကကိုရင်